ရှင်ကျမကတော့အမှတ်939ချင်းမြန်တိုင်းမှာဒေါ်နန္ဒာလင်းဖြစ်ပါတယ်ရှင်ကျမအခုပြောချင်တာကတော့ဗောနော်ကျမတို့အခု2024တလပိုင်း16ရက်နေ့ဗောနော်အဲ့ဒီအချိန်မှာဒီအာရကတက်တော်နဲ့ကျမတို့တက်မတော်ဖြစ်ခဲ့တဲ့စစ်ပွဲကြားထဲမှာကျမတို့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတယ်ဗောနော်အခုလိုဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာဆိုရင်အခု2024ရနေပြီးတော့အခုချိန်ထိဆိုလို့ရှိရင်2နှစ်ကျော်ကာလကိုဖြတ်တန်းခဲ့ကြတယ်ဗောနော်အခုလိုဖြတ်တန်းခဲ့ကြတဲ့အချိန်မှာလည်းကျမတို့ပေါ်မှာအခုရန်သူတို့မျိုးမဆက်ဆံမဲနဲ့မိသားစုဝင်တွေလိုမျိုးသဘောထားပြီးတော့ဗောနော်ဒီသားချင်းကိုချင်းစာစွာနဲ့ကိုကြီးဆောင်ချောက်ပေးခဲ့တဲ့ဒီအာရကတက်တော်ကိုလည်းကျမအားလုံးရဲ့ကိုယ်စားကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်အခုကျမတို့ဆိုလို့ရှိရင်အခုမျိုးသမီးတွေဖြစ်တဲ့အတွက်ပေါ့နော်အမျိုးသမီးဖြစ်တဲ့ဒီကာယအိမ်တွေလုံးလုံးအတွက်ကိုအဝတ်စားမှအစဒီစားရေးတောက်ရေးအကုန်လုံးပေါ့နော်ဆေးဝါးမှအစကိုညီပေးခဲ့တဲ့ဒီအာရကတက်တော်မှာရှိတဲ့တာဝန်ရှိတဲ့အရာရှိမိသားစုဝင်တွေတက်ဖွဲ့ဝင်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်အခုကျမတို့အခုဆိုလို့ရှိရင်ပေါ့နော်ဒီအာရကတက်တော်ကနေပြီးတော့လူငင်းချမ်းသာခွင့်ပြီးတော့မယ်ဆိုတာကိုသိရတဲ့အတွက်ကျွန်မအတိုင်းမသိဝမ်းသာပါတယ်အခုလိုမျိုးလူငင်းချမ်းသာခွင့်ပြီးတဲ့ဒီအာရကတက်တော်မှာရှိတဲ့တာဝန်ရှိသူတို့လည်းအရင်ပဲကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့ဆိုလို့ရှိရင်အခုပြန်ရမယ်တနေ့တော့ပြန်ရမှာပဲဆိုတဲ့မျှော်လင့်ချက်နဲ့ကျွန်မတို့ကအခုမိသားစုဝင်တွေအကုန်လုံးအသက်ရှင်နေကြတာပေါ့နော်အခုလိုအသက်ရှင်နေတဲ့ကာလအတွင်းမှာကျွန်မတို့အတွက်အိမ်မဆိုးကြီးတစ်ခုကကြားရောက်လာခဲ့တယ်ပေါ့အဲ့အိမ်မဆိုးကြီးရဆိုရင်လည်း2026တလပိုင်းပေါ့နော်တလပိုင်း20ရက်နေ့မှာကျမတို့ဒီချောင်းကနေပြီးနှစ်ကြိမ်တိတိတိုက်ခိုက်ခဲ့တယ်ပေါ့နော်တိုက်ခိုက်ခဲ့တဲ့အတွက်ကျမတို့မှာပြန်ရမယ်ဆိုရင်မျှော်လင့်ချက်တွေတေဆုံးခဲ့ရပါတယ်တစ်ချိန်အခုလိုတေဆုံးခဲ့ရတဲ့အချိန်တွေမှာပေါ့နော်ပြန်ပြီးတော့ဒီလိုကျမတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပြီးခဲ့တဲ့အာရကတက်တော်ကိုအားလုံးမိသားစုတွေရဲ့ကိုစားကျမကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်